Okay နော်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ကျွန်တော်စီမှာ Facebook TikTok YouTube monetization တန်တဲ့ကိုပေါ့နော်လာအနေငယ်လောက်တော့ရှိပါပြီဒီအမကြီးကကျွန်တော်စီမှာတန်နေတာပေါ့နော်ကျွန်တော်စီမှာတန်လို့ရတဲ့အတွေ့အကြုံလေးတွေကိုကျွန်တော်က interview အနေနဲ့မြင်မြင်တော့မှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်စီမှာမတန်ခါကဒီအမကြီးဟာဆိုရင်ဖုံးတယ်ဒီမျိုးနေပညာတွေနဲ့တအားကြီးကိုဝဲတာပေါ့နော်တင်ရပြရတာတအားခက်တယ်ဒီမျိုးနေပညာပတ်စံရတဲ့အကြောင်းတွေတော့ line ပေါ်မှာတော့တွေ့တာပေါ့ဒါပေမဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုတွေ့ပြီးတော့ကျွန်တော်စီမှာလာတင်ယူနေတာပေါ့နော် Facebook YouTube TikTok ဒီနေရာတွေကနေပြီးတော့ကိုယ့်ရဲ့အတန်တွေအယုတ်တွေပြစံမလို့ပဲနဲ့နော်ဖုန်ကောက်ကောက်တလုံးရှိတယ်ဆိုတာနဲ့ကိုရှာလို့ရတဲ့စနစ်တွေကိုတင်ယူနေတဲ့အမကြီးတယောက်ဖြစ်တယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ဒီအမကြီးကိုမမက်သမီးလောက်ခိုင်းမှာဖြစ်ပါတယ်တွေ့ကြုံလေးတယ်ပေါ့နော်ဒါဆိုရင်အမကြီးဒီ line ပေါ်မှာကျွန်တော်တို့ကိုညင်တဲ့ကိုမြန်မာနိုင်ငံသားတွေအတွက်ပေါ့နော်အမကြီးကျွန်တော်စီမှာဒီဖုန်းနဲ့ပတ်စံရှာလို့ရတဲ့နေပညာတွေကိုမတန်ခံနဲ့တန်ပြီးလို့ရတဲ့အမကြီးခုရှိနေတဲ့လက်ရှိရထားတဲ့တွေ့ကြုံလေးပေါ့ပညာလေးတွေပေါ့အဲ့ဒီဟာလေးတွေကိုမတန်ခံနဲ့တန်လို့ရတဲ့တွေ့ကြုံလေးတွေကိုနည်းနည်းမျှဝေပြပါအောင်ဗျာမတင်ခင်တော့ကြောက်တော့ဗောနော်ဖြစ်ပါမလားအဲ့လိုမျိုးဗောနော်တော့ဒီဆီယာနဲ့တွေးတော့လေ live ပေါ်မှာတွေးရဗောနော်အဲ့ဒါနဲ့ဆက်တွဲပြီးတော့မေးစားစမ်းစားရတာဗောနော်ဘလို့ဖြစ်မလားအမတို့ကတက်ကြည့်ပြီဗောနော်မညာတိတ်မကောင်းဘူးကွယ်အဲ့လိုမျိုးတင်ရလွယ်ပါမလားဒီဆရာပြောတဲ့သူအကုန်စားရကလုံးတအောင်တင်ပေးမှာဗောနော်အဲ့ဒါနဲ့အမလည်းအခုတည်းတင်နေတော့ဗောနော်ဟုတ်ဒါဆိုရင်အခုအမပြောမယ်ဆိုရင်ကျွန်တော်သံပေးတဲ့ဟာတွေပတ်စံချလို့ရတဲ့ဒီပညာရက်တွေကိုပါဆန်းနဲ့ဆိုရင်တရားရခိုင်နှုန်းမှာဘယ်လောက်ရနေပြီလဲတရားရခိုင်နှုန်းမှာယုံကြည်ချက်ပေါ့ယုံကြည်မှုကတော့50လောက်ပဲရှိသေးတယ်လားအဲ့လောက်ပဲရသေးတယ်50ဆိုတဝက်တော့ရပြီဒီအရာမှာတဝက်တော့ရပြီဆိုလို့လူငယ်နဲ့မတူဘူးဆိုတော့နော်လူကြီးပိုင်းဆိုတော့အဲ့လောက်တော့ရပြီပေါ့နော်လူငယ်တွေကတော့တမ်းညံ့တယ်လေဟိုနောက်ကောင်းတယ်မညံ့ကောင်းတယ်မျက်စိတွေကောင်းတယ်ဟုတ်တယ်ဒါကျွန်တော်တို့ဒီပညာတွေကိုရတော့ပြီဆိုပေမဲ့တွင်းကျင်ဆင်းတော့မရှိသေးဘူးမိုင်းကအဲ့လိုမျိုးပေါ့ဒါပေမဲ့နားလဲနေပြီဟုတ်တယ်ဒီရှစ်ပတ်စံရှာမို့တဲ့ဆိုရင်လုပ်တဲ့စနစ်တွေကိုတွင်းကျင်ဆိုဟိုတက်အောင်မှာပေါ့နော်တေချာနားလေသဘောပေါက်အောင်ပေါ့နော်အချိန်တော့နည်းနည်းပေးရမှာပေါ့ကျွန်တော်တို့ပညာကိုစနစ်ကိုရထားပြီဆိုရင်ပုံမှန်တန်နေနိုင်ဖို့လေးလိုတယ်တချို့ကကြတော့တလားလောက်ပဲရှိသေးတယ်အလုပ်လုပ်နေတာဗီဒီယိုတွေနဲ့နေတာဟုတ်တယ်ဇွေးရှိရမှာပေါ့နော်ဇွေးရှိရမယ်ကျွန်တော်တို့ဆိုရင် YouTube တော့မှဆိုရင်လည်းဟိုမှာနောက်ကမြင်နေရတဲ့ဒီဇိုင်းတွေလည်းရထားတာအခုဆိုရင်3နှစ်ပြည့်ဖို့လပိုင်းလောက်ပဲလုပ်ပြီကျွန်တော်ရထားတဲ့ဟာတွေပေါ့နော်ကိုယ့်ရဲ့ရုပ်တဲ့အတန်တွေဟိုကမပါဘဲနဲ့ရှာထားတဲ့ဒီဇိုင်းတွေပေါ့နော်အဲ့လိုမျိုးတွေအတွေ့အကြုံတွေကတော့အများကြီးရှိပါတယ်ကျွန်တော် YouTube ကပတ်စံရှာလာတာဆိုရင်လည်း10နှစ်လောက်တော့ရှိပြီပေါ့နော်လူတွေအများကြီးနဲ့လည်းကျွန်တော်ဟိုရှိတ်ဆက်ပြီးတော့ကိုယ်တန်ပေးပြီးတော့ပေါ့နော်သူတို့ရဲ့ account တက်ကြတယ်ပေါ့နော် AR ဘိုင်းတွေလည်းအများကြီးကျွန်တော်ကအတွေ့အကြုံရှိပါတယ်ခင်ဗျာကျွန်တော်အခုလက်ရှိဖူကက်မြို့မှာဆိုရင်တော့ပြန်မှာလူတွေဒီမျိုး Facebook YouTube TikTok တို့ကနေပြီးတော့ပတ်စံရှာတဲ့စနစ်တွေကိုတန်ကြားပေးလို့ရှိပါတယ်။ online ကဆိုရင်လည်းကျွန်တော်တယောက်ချင်းဝေပြီးစနစ်နဲ့တန်ကြားပေးလို့ရှိတာပေါ့နော်။ကျွန်တော်တန်ပေးတဲ့စနစ်တန်ယူမယ်ဆိုရင်တော့ဖုန်းကောက်လေးတစ်လုံးရှိဖို့တော့လိုတယ်ပေါ့နော်။ပြီးတော့အချိန်ကာလတစ်ခုကိုတော့ကိုကသိခံနိုင်ဖို့လိုတယ်ပေါ့နော်။တခါကျလည်းကျွန်တော်တို့ social ထဲမှာကိုယ့်ရဲ့ YouTube မှာ channel ပဲဖြစ်ဖြစ်TikTok မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့လောက်ဆောင်တဲ့အမှားအကြောင်းပဲဖြစ်ဖြစ်သူတို့ platform ပေါ်ကနေဆုံးဖြတ်ချက်ကြောင့်ပဲဖြစ်ဖြစ်အကောင့်တွေဟာ monetization ကြတတ်တာတော့အဲ့လိုမျိုးနော်ချိတတ်တယ်အဲ့ဒီကာလာတွေကိုလည်းကိုယ်ကခံနိုင်ရှိဖို့လိုတယ်ကြားတယ်ဆိုရင်ပြန်တိဆောက်ပြန်ပြီးတော့ရှာပေါ်တော့အဲ့လိုမျိုးကျွန်တော်တို့ဆိုရင်လည်းအဲ့လိုမျိုးအတဲကြားတွေကိုဟုတ်တယ်အတဲကြားတွေကိုရင်ဆိုင်ပြီးမှအဲ့လိုမျိုးပေါ့နော်ရက်တင်နိုင်တာပေါ့နော်ဒါလေးတော့ရှိပါတယ်တကယ်လို့ဒီမျိုးပညာရက်တင်တဲ့ဒီရှစ်ပတ်စံရှာရှင်တွေဆိုရင်ကျွန်တော်တို့ line ပေါ်ကဖြစ်ဖြစ်ထိုင်နိုင်ငံဖူးကမျိုးမှာဆိုရင်လည်းကျွန်တော်စီမှာပြန်မှာလူတွေပဲဖြစ်ဖြစ်တန်ယူ channel ဆိုရင်တော့ကျွန်တော်ရဲ့ပင်မှာဆက်သွယ်ပြီးတော့ရောက်ပြီးတော့တန်ယူလို့ရပါတယ်နော်ဟုတ်ကဲ့ပါအမလည်းဆက်သွဲလာတယ်အဲ့လိုမျိုးပဲတွေးပြီးတော့ဟုတ်တယ်လာကြတော့ဆက်သွဲလာအမဆိုရင်ဒါလက်မလျှော့ဘူးမလားရှာမယ်မလားမစောနဲ့ကတော့ဟုတ်ကဲဒါဆိုရင်သူများတော့ရတယ်ပဲကိုကမရချင်ဟုတ်တယ်နောက်ပတ်စံရတဲ့ခါကျရင်လည်းကျွန်တော်နဲ့ interview တစ်ပုဒ်လုပ်ပေးအောင်နော်အရင်ကကျွန်တော် view ထားတဲ့သူတွေရှိတယ်တချို့တွေကြတော့လည်းမရသေးဘူးရတယ်ပြစ်ကျသွားတာတွေရှိတယ်တချို့တွေကြတော့လည်းနေပြီးတော့ရနေကြတာပေါ့နော်ကျွန်တော်ရှာပြသေးဘူးနောက်ကျရင်ရှာပြမယ်ပေါ့နော်တလားကိုဘယ်ငွေခိုးထောင်ရ1000ရတဲ့သူတွေရှိပါတယ်ဗျအဆိုရင် bye bye ပါဒီဗီဒီယိုမှာကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်နော်